ကားပဲတမောင်ရဝမ်းတွားတွားလေရွက်ကိုစင်ရဲ့ပြင်းငုံငယ်တငါလေးကလေးတွေတော့ကျွန်းစရီမတော်နဲ့မြေရုံးနှဘေးကကျစ်လက်ရှူကင်းနှမ်းပြောင်းပြီးတွေကျင်းကျင်းပြီးဒီဝေအကျင်းနဲ့အညာလွယ်လေးတကူသွားလာနိုင်ကြစရာပဲ